နော်မိုးစဲကိုယုံကြည်ပြီးတော့မှာတာပေါ့နော်ဒါဒီနေ့ပစ္စည်းမှားမှာပေါ့နော်လူချင်းလည်းအပြစ်မှာမတွေ့ဘူးနော်ဒါပေမဲ့သူ့ရဲ့ယုံကြည်မှုနဲ့မိုးစဲစီမှားတာပေါ့နော်ဒါအကုန်လုံးပေါ့နော်ဒါ၄သိန်းမိုးပေါ့နော်မိုးစဲစီယုံကြည်ပြီးတော့မှာလိုက်တာပေါ့နော်ဒီမှာနော်အကုန်လုံးနော်ဒါကတော့ရှားဆောင်ကျဲဖြစ်တယ်ပေါ့နော်ရှားဆောင်ကျဲနောက်ပြီးလို့ရှိရင်ဒါလေးရတာနှစ်ထွယ်ဆော့လေးဖြစ်ပါတယ်နော်ပြီးသွားလို့ရှိလို့ရှိရင်ခုနကတော့ green tea နဲ့ထုတ်လုပ်ထားတယ် green tea ရဲ့တနက်ခါရဲ့ထုတ်လုပ်ထားတာပေါ့နော်အဝါလေးကဒါကတော့တင်းတင်းနဲ့အမဲစက်နဲ့ပြောက်တာပေါ့နော်ဒါလေးကတော့နှစ်ထွယ်ဆော့ပေါ့နော်ရှားဆောင်နဲ့ထုတ်လုပ်ထားတာပေါ့နော်ရှားဆောင်ရဲ့ပြားရည်ရဲ့သူကတဘာဝတိဥတိပုရဲ့ပါတယ်ပေါ့နော်အဲ့ဒါကိုထုတ်လုပ်ထားတာပါပေါ့နော်နောက်ပြီးလို့ရှိလို့ရှိရင်ဒါလေးကတော့ Mary Queen အဆက်ပေါ့နော်Mary Queen အဆက်သူကအဆက်လိုက်ပေါ့နော်ပစ္စည်းတစ်မျိုးတည်းကိုအဆက်လိုက်သုံးခြင်းသူတွေအတွက်ကို9မျိုးပေါ့နော်9မျိုးအဆက်လိုက်ပေါ့နော်အဲ့လိုမျိုးလေးပေးထားတာဖြစ်တယ်ပေါ့နော်ဟိုတချို့ဆိုလို့ရှိရင်ပစ္စည်းတစ်မျိုးစီမသုံးခြင်းကြဘူးလေMary Queen တောင်ဖြစ်တယ်မိဘဆက်နော်ပြောတာတွေလောသွားလို့နော်ခေါင်းချော့ရဲ့အဆက်လေးပေါ့နော်မိဘဆက်ပေါ့နော်မိဘဆက်နော်မိဘဆက်သူကတော့အဆက်လိုက်လေးပေါ့နော်တစ်ဆက်ကိုသူက9မျိုးပါတယ်မျက်နှာအတွက်ရခေါင်းအတွက်ပေါ့နော်ဒီနေ့ကပါတဲ့ခေါင်းချော့ရေးဆိုလို့ရှိရင်တအားကောင်းတာသိလားခေါင်းချော့ရေးဆိုလို့ရှိရင်လေဟောဒီမှာမိဘဆက်ထဲမှာပါတဲ့ခေါင်းချော့ရေးဆိုမှကျ900မီလီပါတယ်သိလား900မီလီဒီတပူးဆိုလို့ရှိရင်အကြာကြီးသုံးရတယ်ပြီးသွားလို့ရှိရင်ဒီခေါင်းချော့ရေးသုံးပြီးသွားလို့ရှိရင်လေသပင်ဆက်ပြန်ပြီးတော့ဆွဲစီရမလို့သိလားဖြောက်ဤရှင်းနေရောသိလားခေါင်းချော့ရေးပါတယ်ပြီးသွားလို့ရှိရင်ခေါင်းကိုသပင်ကိုအားဖြည့်တဲ့ဟာပါတယ်နောက်ပြီးသွားလို့ရှိရင်သပင်ကိုပေါင်းတဲ့ဟာပါတယ်ပေါ့နော်ဒီအဆက်ထဲမှာဆိုလို့ရှိရင်မျက်နှာအတွက်လည်းပါတယ်ပေါ့နော်ဒီတစ်ဆက်လုံးပေါ့နော်ဒါကပြင်ဦးလွင်ကမမမှာတာပေါ့နော်မမချောစုမှာတာပါပြင်ဦးလွင်ရပေါ့နော်မမရေညီမလေးဒီနေ့ထည့်ပေးမယ်နော်ဒီနေ့ထည့်ပေးပြင်ဦးလင်းဆို2ရက်ကြာမယ်ဒီနေ့ထည့်ပြီးသွားရင်လက်ပြန်တပတ်ခါဆိုရင်ရောက်လိမ့်မယ်ပေါ့နော်တကယ်လို့အမြန်ဆိုရင်တော့မနေ့ပြန်ရောက်လိမ့်မယ်ဒါမှမဟုတ်လို့ရှိရင်လည်းတပတ်ခါရောက်လိမ့်မယ်နော်ရောင်ကြီးစိတ်ချစွာညီမလေးစီအားပေးတဲ့အတွက်မမလည်းမြင်မြန်ရောင်းကောင်းပါစေနော်မြင်မြန်လည်းမှားနိုင်ပါစေနော်ညီမလေးစီနော်